computing ဆိုတာဘာလဲ cloud computing ဆိုတာ internet ကတဆင့် computer အရင်းအမြစ်တွေပမာ server database software ကိုစာမှုအဖြစ်ရယူအသုံးပြုခြင်းကိုဆိုလိုပါတယ်။ Think company မှာကိုယ်ပိုင် server တွေထားစရာမလိုပဲလိုအပ်တဲ့လောက်ကိုပဲငှားရမ်းသုံးစွဲခွင့်ရတဲ့အတွက်ကြားစရိတ်သက်သာစေပြီးတည်မြန်စွာတိုးချဲ့နိုင်ပါတယ်။ဒီကဘာပေါ်မှာ cloud ဝန်ဆောင်မှုပေးတဲ့ထိပ်တန်းကုမ္ပဏီ၃ခုအကြောင်းပြောပြပေးပါမယ်။ Amazon Web Service AWS ဟာ cloud လောကရဲ့စတင်ဖန်တီးသူဖြစ်ပြီးအပြည့်ဆုံးဝန်ဆောင်မှုများနဲ့ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံကိုပိုင်ဆိုင်ထားတဲ့အတွက်ဈေးကွက်မှာအကြီးဆုံးလူသုံးအများဆုံး cloud platform တစ်ခုဖြစ်ပါတယ်။ Microsoft Azure Microsoft မှာပိုင်ဆိုင်ပြီး Microsoft ရဲ့နည်းပညာထုတ်ကုန်တွေဥပမာ Windows Server Office 365 သုံးစွဲနေတဲ့ကုမ္ပဏီကြီးတွေအတွက်လွယ်တကူပေါင်းစပ်သုံးစွဲနိုင်တဲ့ cloud platform ဖြစ်ပါတယ်။ Google Cloud Platform GCP Google ရဲ့ Search Engine, Email နဲ့ YouTube တို့လိုကမ္ဘာအကြီးဆုံးဝန်ဆောင်မှုတွေကိုအသုံးပြုတဲ့နည်းပညာတွေပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်။အသုံးပြုခြင်းရဲ့အဓိကအကြောင်းရင်းများသုံးစွဲသူများလာတဲ့အခါဒါမှမဟုတ်လုပ်ငန်းလိုအပ်ချက်ပြောင်းလဲတဲ့အခါဒါပါအင်အားကိုမိနစ်ပိုင်းအတွင်းအလွယ်တကူတိုးချဲ့နိုင်ခြင်းလိုအပ်တဲ့ဝန်ဆောင်မှုကိုပဲငှားရမ်းပြီးအသုံးပြုတဲ့ပမာဏအလိုက်သာငွေပေးဆောင်ရခြင်း Cloud ကုမ္ပဏီကြီးများကအဆင့်မြင့်တဲ့လုံခြုံရေးစနစ်တွေ data အရန်သိမ်းစနစ်တွေနဲ့ဒီပေါ်ပြန်လည်စတင်နိုင်တဲ့ disaster recovery အစီအစဉ်တွေကိုပံ့ပိုးထားခြင်း AI machine learning IoT နဲ့ big data ခွဲခြားစိတ်ဖြာမှုလိုခေတ်မီနည်းပညာဝန်ဆောင်မှုတွေကိုကိုယ်ပိုင်စက်တွေဝယ်စရာမလိုပဲလွယ်တကူစမ်းသပ်အသုံးပြုနိုင်ခြင်း Cloud Computing ဟာခေတ်သစ်စီးပွားရေးလုပ်ငန်းတွေရဲ့အနာဂတ်ဖြစ်လာနေပြီးနည်းပညာနဲ့လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ပြီးကုမ္ပဏီတွေဟာ Cloud Platform တစ်ခုတည်းကိုသာမက Multi Cloud ပုံစံဖြစ်လဲပေါင်းစပ်အသုံးပြုလာကြပါတယ်။အခုပြောပြပြီးသွားတဲ့အကြောင်းအရာတွေလိုမျိုးနည်းပညာနဲ့ပတ်သက်ပြီးဗဟုသုတရရှိရာတွေကိုနားထောင်ခြင်းနဲ့ဆိုရင် Innoverse Page ကို Like and Subscribe လုပ်ဖို့မမေ့နဲ့အောင်နော်။